မင်္ဂလာပါရှင် Voice of Truth ကနေကြိုဆိုပါရစေ။လူတိုင်းရဲ့လက်ထဲမှာရှိနေတဲ့ smartphone တွေဟာအခုဆိုရင်ကျမတို့ရဲ့အရေးလို့ဖြစ်နေပါပြီ။ဒါပေမဲ့အခုနောက်ပိုင်းကြားနေရတဲ့ IMEI မှတ်ပုံတင်ရမယ်ဆိုတဲ့ကိစ္စကရိုးရိုးရှင်းရှင်းအခွန်ကောက်တာတသက်ပဲလား။တကယ်တော့ဒီနောက်ွယ်မှာကြောက်စရာကောင်းတဲ့ digital ခြံခံမှုတွေရှိနေပါတယ်။ IMEI ဆိုတာဖုန်းတစ်လုံးချင်းစီရဲ့မှတ်ပုံတင်နံပါတ် ID ကတ်လို့မှုပါပဲ။အရင်ကတော့ SIM ကတ်တွေခဏခဏလဲသုံးရဲ့ဘယ်သူဘဝမှန်းသိဖို့ခက်ပေမဲ့အခုလို mapping လုပ်လိုက်တဲ့အခါဒီဖုန်းကိုဒီလူသုံးနေတာဆိုတာအစိုးရရဲ့ database ထဲမှာအတိအကျရှိသွားပါပြီ။ဒါဟာတင်းရဲ့ဖုန်းနဲ့တင်းရဲ့ကိုရေးကိုတာအချက်လက်ကိုခိုင်ခိုင်မာမာချိဆက်လိုက်တာပါပဲ။ဒုတိယအချက်ကတော့ခြေရာကန်စောင့်ကြည့်မှုပါ။ IMEI ကိုတည်ထားရင် operator DC ကတဆင့်တင်ဖုန်းဘယ်နေရာမှာရှိနေလဲဆိုတာကို real time သိနိုင်ပါတယ်။ကျွန်တော်ကအင်တာနက်ပိတ်ထားတာပဲ GPS လည်းပိတ်ထားတယ်လို့တင်ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့ဖုန်းလိုင်းတိုင်ဒါမှမဟုတ် cell tower တွေနဲ့ချိတ်ဆက်ထားပြီးတင့်တီနေရာကိုတိတိကျကျခြေရာခံလို့ရပါလေ။ဒါတွေမကအသေးပါဘူး interception လို့ခေါ်တဲ့ဆက်သွယ်ရေးကြားဖြတ်နားထောင်လာတွေလည်းလုပ်လို့ရလာပါလေ။တင်ဘဒုစီဖုန်းခေါ်တယ်ဘာ message တွေပို့တယ်ဘယ် website တွေကိုကြည့်တယ်ဆိုတာအထိစောင့်ကြည့်ခံရဖို့လမ်းပွင့်သွားတာပါ။အဆိုးဆုံးအချက်ကတော့ blacklisting ပါပဲ။အစိုးရကမလူလားအပူလူယူဆတဲ့သူတွေကိုဒီစနစ်နဲ့အပြစ်အသက်နှိမ်နှင်းလို့ရပါတယ်။တင်းရဲ့ IMEI ကိုနာမည်ပြည့်စီရင်သွင်းလိုက်တာနဲ့အဲ့ဒီဖုန်းဟာဘေး SIM ကတ်တဲ့ဖုန်းလိုင်းလုံးဝတက်တော့မှာမဟုတ်ပါဘူး။တနည်းအားဖြင့်ပြောရရင်တင်းရဲ့ဈေးကြီးပေးဝယ်ထားတဲ့ဖုန်းဟာ hardware အရာဘာမှသုံးစားလို့မရတဲ့အုတ်ခဲတခဲလို့ဖြစ်သွားမှာပါ။ဒါဟာပြည်သူတွေကို digital စနစ်နဲ့ခြံခတ်ထိန်းချုပ်လိုက်ကြပါပဲ။ကဲဒါဆိုရင်ကျမတို့ဘယ်လိုကာကွယ်ကြမလဲ။ကာကွယ်နိုင်မယ့်နည်းလမ်းတချို့ရှိပါတယ်။ပထမဆုံးအနေနဲ့ဖုန်းလိုင်းထက် Signal သို့မဟုတ် Telegram ရဲ့ Secret Chat လိုမျိုး end-to-end encryption ပါတဲ့ app ဒီကိုသုံးပါ။ဒုတိယအချက်ကတော့ VPN ကိုအမြဲသုံးဖို့ပါပဲ။အများဆုံး Wi-Fi တွေကိုလည်းတတိထားပါ။တကယ်လို့သင်ကအရေးကြီးတဲ့ကိစ္စတွေလုပ်ဆောင်ရမယ့်သူဆိုရင်တော့ကိုရေးကိုတာမှတ်ပုံတင်မထားတဲ့ burner phone လို့ခေါ်တဲ့ဖုန်းအပိုတစ်လုံးကိုသုံးတာအကောင်းဆုံးပါပဲ။နီးပညာဟာကောင်းကျိုးပေးတယ်လို့အလွဲသုံးစားလို့ရင်လည်းကြောက်စရာကောင်းပါတယ်။တင်ရောဒီ IMEI မှတ်ပုံတင်တဲ့ကိစ္စအပေါ်ဘလို့ထင်မြင်ပါသလဲ။ comment မှာဆွေးနွေးခဲ့ပါအောင်။အခုလိုဗဟုသုတတွေအမြဲတည်ရဖို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်။အားလုံးပဲဘေးကင်းကြပါစေ။ This is the voice of truth. Facts. Knowledge. Truth.